အားလုံးပဲမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့3နှစ်အတွင်းမှာရုရှားဟာစစ်ရေးအင်အားတိတိတတ်တာဖြည့်တင်းခဲ့ပြီးယူကရိန်းနဲ့စစ်ပွဲမှာတိုက်ခိုက်ရေးအတွေ့အကြုံတွေအများကြီးရရှိခဲ့ပါတယ်ဆယ်စုနှစ်ပေါင်းများစွာအတွင်းဥရောပရဲ့စစ်ရေးအင်အားကျဆင်းလာတဲ့နှိုင်းယှဉ်ရင်ဒီကိစ္စကလုံးဝဆန့်ကျင်ဘက်အနေအထားဖြစ်နေပါတယ်ဥရောပရဲ့ကာကွယ်ရေးအသုံးစရိတ်တွေတိုးလာပေမဲ့လက်တလုံးမှာစစ်မြေပြင်အတွေ့အကြုံအများကြီးရှိတဲ့နိုင်ငံကတော့ယူကရိန်းနိုင်ငံတစ်ခုပဲရှိပါတယ်ဥရောပရဲ့အဓိကကာကွယ်ရေးကတပ်အင်အားအများကြီးနဲ့နျူကလ িয়ার လွှမ်းမိုးအုပ်စိုးနိုင်မှုတွေပါဝင်တဲ့အမေရိကန်ရဲ့ဟန်တာပေးနိုင်စွမ်းပေါ်မီခိုအားထားနေရတာဖြစ်ပါတယ်။ဒါပေမဲ့အခုတော့ဒီမီခိုအားထားမှုကမေခွန်းထုတ်ခံနေရပါတယ်။ဥရောပလုံခြုံရေးအတွက်ပေးထားတဲ့အမေရိကန်ရဲ့ကတိကဝတ်တွေကိုရှော့ချသွားမှာကိုစိုးရိမ်နေရပါတယ်။အမေရိကန်ရဲ့ဦးစားပေးမဟာဗျူဟာတွေကဥရောပကနေအခြားဒေသတွေပေါ်ရွှေ့သွားနိုင်တဲ့လက္ခဏာတွေရှိနေပြီးအမေရိကန်တပ်တွေကိုဥရောပကနေရုပ်သိမ်းဖို့ဒါမှမဟုတ်နေတိုးကနေတော့အမေရိကန်နှုတ်ထွက်သွားဖို့ဆိုတဲ့ခံမှန်းချက်တွေလည်းရှိခဲ့ပါတယ်။ဥရောပခေါင်းဆောင်တွေကလည်းအမေရိကန်ရဲ့လွှမ်းမိုးမှုစီကနေပိုပြီးလွတ်လပ်ခြင်းတဲ့ဆန္ဒတွေကိုဖော်ပြနေကြပါတယ်။ရုရှားရဲ့စစ်ရေးတည်ဆောက်မှုကအတော်ကိုကြီးမားပါတယ်။ယူကရိန်းစစ်ပွဲမှာဆုံးရှုံးမှုတွေရှိပေမဲ့ရုရှားဟာတပ်အင်အားတင်ကားတန်ကြပ်ကာရင်လက်နက်ခဲယမ်းဒရုန်းစတဲ့စစ်လက်နက်ထုတ်လုပ်မှုနဲ့စစ်ရေးအသုံးစရိတ်တွေကိုတိတိတတ်တာတိုးမြင့်ထားပါတယ်။ဒါကြောင့်ရုရှားစစ်တပ်ဟာပုံမကြီးမားလာပြီးအတွေ့အကြုံပိုများလာပါတယ်။ရုရှားရဲ့စစ်ရေးအသုံးစရိတ်ကဥရောပရဲ့အဓိကစံနှုန်းထက်ကျော်လွန်နေတာကြောင့်လုံခြုံရေးစိုးရိမ်မှုတွေမြင့်တက်လာစေပါတယ်။လန်ဒန်မြို့အခြေစိုက်နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဌာန IISS ရဲ့အစီရင်ခံစာအသစ်အရ2024ခုနှစ်မှာရုရှားရဲ့စစ်ရေးအသုံးစရိတ်ကဝယ်ယူနိုင်စွမ်းအားညီမျှခြင်း PPP နဲ့ချိန်ညှိလိုက်တဲ့အခါဥရောပနိုင်ငံတွေရဲ့စုစုပေါင်းကာကွယ်ရေးအသုံးစရိတ်ထက်ကျော်လွန်သွားပြီးလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကိုမြင့်တက်စေတယ်လို့ဖော်ပြထားပါတယ်။ IISS ရဲ့အဆိုအရရုရှားရဲ့တရားဝင်စစ်ရေးဘတ်ဂျက်ဟာဒေါ်လာ145.9 ဘီလီယံအထိရောက်ရှိခဲ့ပြီး၎င်း GDP ရဲ့ 6.8% ကိုကိုစားပြုကာအရင်နှစ်ကထက်40%တိတိတတ်တာတိုးလာခဲ့ပါတယ်။ဒါပေမဲ့ရုရှားမှာကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေရဲ့ကုန်ကျစရိတ်တက်တာကိုဝယ်ယူနိုင်စွမ်းအားညီမျှခြင်း PPP နဲ့တွက်ချက်လိုက်တဲ့အခါမှာတော့ဒီကိန်းဂဏန်းကဒေါ်လာ461.6 ဘီလီယံအထိတိတိတတ်တာမြင့်တက်သွားပါတယ်။ဒီကိန်းဂဏန်းဟာဥရောပနိုင်ငံတွေရဲ့ကာကွယ်ရေးသုံးစရိတ်17.8%တိုးလာတာတောင်မှသူတို့စုပေါင်းသုံးစွဲတဲ့ဒေါ်လာ459ဘီလီယံထက်ပိုများနေပါသေးတယ်။ IISS ရဲ့အစီရင်ခံစာကရုရှားရဲ့စစ်ရေးစွမ်းရည်နဲ့ရည်ရွယ်ချက်တွေပေါ်စိုးရိမ်မှုတွေတိုးလာနေတာကိုအလေးပေးဖော်ပြထားပါတယ်။ရုရှားရဲ့ဗဟိုချုပ်ကိုင်မှုစနစ်ဟာပိုပြီးကွဲပြားနေတဲ့ဥရောပကာကွယ်ရေးအခြေအနေနဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့လည်းမှတ်ချက်ပြုထားပါတယ်။ဒီတွေ့ရှိချက်တွေဟာတင်းမာမှုတွေမြင့်တက်နေတဲ့ကြားမှာထွက်ပေါ်လာတာဖြစ်ပြီးနေတိုးနဲ့ဥရောပနိုင်ငံအတော်များများကရုရှားကနောက်3နှစ်ကနေ10နှစ်အတွင်းဒါမှမဟုတ်အဲ့ဒီထက်စောပြီးနေတိုးနိုင်ငံတနိုင်ငံကိုတိုက်ခိုက်ဖို့ပြင်ဆင်ထားနိုင်တယ်လို့စိုးရိမ်ကြောင်းဖော်ပြနေကြပါတယ်။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။ဒါ့အပြင်ကျွန်တော်တို့ရဲ့ content အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလည်းပေးသွားကြပါအောင်ခင်ဗျာ။နေတိုးနဲ့ပရိပက္ခကိုပုံဖော်ထားတဲ့ကြီးမားတဲ့စစ်ရေးလေ့ကျင့်မှုကိုဘီလာရုမှာစီစဉ်ထားတာကလည်းတင်းမာမှုတွေမြင့်တက်လာစေပါတယ်။သုံးသက်သူတွေကရုရှားရဲ့ရန်လိုမှုကိုဟန်တားရမှာနေတိုးနဲ့အမေရိကန်ရဲ့စစ်ရေးအင်အားကအဓိကဖြစ်တယ်လို့ထောက်ပြကြပါတယ်။ဒီတွေ့ရှိချက်တွေကြောင့်နိုင်ငံရေးခေါင်းဆောင်အတော်များများကနေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာကာကွယ်ရေးအသုံးစရိတ်တွေတိုးမြင့်ဖို့တောင်းဆိုနေကြပါတယ်။ဥရောပမှာပြုလုပ်ပေးခဲ့တဲ့အမေရိကန်ရဲ့ဟန်တားမှုတွေကိုကြည့်အောင်ပါ။အမေရိကန်က2022ခုနှစ်ဖေဖော်ဝါရီလကစပြီးယူကရိန်းကိုအကူအညီအနေနဲ့ခင်မီလက်နက်တွေလည်းအပါအဝင်ယူရို114ဘီလီယံအထိအများကြီးထောက်ပံ့ပေးခဲ့ပါတယ်။အမေရိကန်ကဥရောပတဝန်းမှာတပ်အင်အား3သိန်းလောက်ကိုအမြဲတမ်းချထားပြီးအထူးသဖြင့်တန်ကြပ်ကတပ်ဖွဲ့တွေပါဝင်နောက်ထပ်2သိန်းလောက်ကိုအလင်းအမြန်အားဖြည့်နိုင်တဲ့အလားအလာလည်းရှိပါတယ်။အမေရိကန်ပိုင်နျူကလ িয়ার ထိပ်ဖူးတွေကအရေးကြီးတဲ့ဟန်တားမှုဖြစ်ဆောင်ရွက်ပေးပေမဲ့အခုလက်ရှိမှာတော့စစ်ရေးကာလတုန်းကထက်အရေးအတွက်နည်းသွားပါပြီ။ဒီနေ့ခေတ်မှာအဲ့ဒီအရေးအတွက်ကအများကြီးလျော့နေသွားပေမဲ့အရေးပါနေတော့မှာပဲ။အရေးအတွက်အတိအကျကိုလွှတ်ဝက်ထားပေမဲ့အမေရိကန်နျူကလ িয়ার ဘုံး100လောက်ကိုနေရာ6ခုမှာတင်ဆက်ထားတယ်လို့ကျွမ်းကျင်သူတွေကခန့်မှန်းကြပါတယ်။အဲ့ဒီနေရာတွေကတော့အီတလီမှာ2ခု၊တူရကီ၊နယ်သာလန်၊ဘယ်ဂျီယံနဲ့ဂျာမနီတို့မှာ1ခုစီပါ။ဒါကအတော်လေးပြင်းထန်တဲ့ဟန်တားမှုပါပဲ။ဒါပေမဲ့ထရန့်အစိုးရအသစ်တာဝန်ယူလာရင်ဒါတွေပြောင်းလဲသွားနိုင်ပါတယ်။ဂျာမနီရဲ့ကာကွယ်ရေးလုပ်ငန်းတစ်ခုလုံးကိုအမေရိကန်အခွန်ထမ်းတွေကထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ဂျာမနီမှာအမေရိကန်တပ်သားထောင်ပေါင်းများစွာအများကြီးရှိပါတယ်။တကယ်တော့အမေရိကန်ဟာဥရောပအတွက်လုံခြုံရေးကိုတာဝန်ယူပေးထားတဲ့ရက်တွေကလက်ချိုးရည်လို့ရလောက်အောင်တဖြည်းဖြည်းနဲ့ကုံဆုံးတော့မယ်လို့ထရန့်ဆိုးရတဲ့ကတော်တော်လေးရှင်းရှင်းလင်းလင်းပြောထားပါတယ်။ဒါကြောင့်လက်ရှိမှာတော့မဖြစ်နိုင်သေးပေမဲ့အမေရိကန်ဟာနေတိုးအဖွဲ့ထဲကနေနှုတ်ထွက်လိုက်ပြီးကာကွယ်ရေးအစီအမံတွေကိုရုပ်သိမ်းသွားရင်ဥရောပဟာကာကွယ်ရေးအတွက်သူ့ကြည့်ပဲကြံခဲ့မှာပါ။ဒါဆိုရင်ဘာဖြစ်မလဲ။ဥရောပကအဲ့ဒီကွက်လက်ကိုဖြည့်ဆည်းနိုင်ပါမလား။ဟုတ်ပါပြီ။ပထမဆုံးယူကရိန်းကိုကြည့်ရအောင်ပါ။ဒီနေရာမှာတော့လေးလာဖို့အခြေအနေတစ်ခုရှိပါတယ်။ပထမအခြေအနေကတော့ငြိမ်းချမ်းရေးသဘောတူညီချက်မယူပဲယူကရိန်းကဆက်လက်တိုက်ပွဲဝင်နေတယ်။ငွေကြေးရှုထောင့်တစ်ခုတည်းကကြည့်ရင်ဥရောပကအမေရိကန်ရဲ့အထောက်ပံ့ကိုအခက်အခဲသိမ့်မရှိပဲအစားထိုးနိုင်တယ်
ယူကရိန်းကိုအမေရိကန်ရဲ့အကူအညီနဲ့တူညီအောင် EU ကသူ့ရဲ့ GDP ရဲ့3.22%ရာခိုင်နှုန်းကိုသာထပ်ပြီးသုံးစွဲဖို့လိုအပ်ပါလိမ့်မယ်။ဒါကကြီးကြီးမားမားလိုအပ်ချက်မဟုတ်ပါဘူး။ဒါပေမဲ့ဒုတိယအခြေအနေကပိုပြီးခက်ခဲပါတယ်။ယူကရိန်းကအမေရိကန်ရုရှားငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်ခံပြီးအမေရိကန်ရဲ့အကူအညီမပါတော့ဘဲခံမှန်းချေအားဖြင့်တပ်သား3သိန်းခွဲလောက်နဲ့အတူဥရောပကငြိမ်းချမ်းရေးထိန်းသိမ်းသူတွေနဲ့ပူးပေါင်းပြီးနေဆက်ကိုလုံခြုံအောင်လုပ်ဖို့လိုအပ်ပါတယ်။တစ်ချိန်တည်းမှာပဲရုရှားကသူ့ရဲ့စစ်ရေးတိစောက်မှုကိုဆက်လက်လှုပ်ဆောင်ပြီးဥရောပတစ်ခုလုံးအတွက်ကြီးမားတဲ့ချိန်ချောက်မှုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့တကယ်ပြဿနာကဒီမှာပါ။အမေရိကန်တပ်တွေထပ်သွားရင်ဥရောပမှာအမေရိကန်တပ်တွေကိုအစားထိုးဖို့လိုလာပါပြီ။အမေရိကန်တပ်သား3သိန်းရဲ့တိုက်ခိုက်ရေးစွမ်းအားနဲ့တူညီအောင်ဥရောပဟာဆက်ရန်ရနဲ့တန်ကြပ်ကတပ်ဖွဲ့တွေကိုအဓိကထားပြီးသူ့ရဲ့စစ်ရေးအင်အားကိုတိတိတတ်တာတိုးမြင့်ဖို့လိုအပ်ပါလိမ့်မယ်။ရိုးရှင်းရှင်းပြောရရင်တပ်မဟာအသစ်50လောက်လိုအပ်တာပါ။စည်ရင်းစရာတွေရတော့ UK ပါဝင်ဥရောပမှာလက်ရှိအသင့်တာဝန်ထမ်းဆောင်နေတဲ့စစ်သား1.48တန်းရှိပါတယ်။အများကြီးပဲလို့ထင်ရတယ်မလား။ဒါပေမဲ့ဒီစစ်သားတွေကအမျိုးသားတပ်မတော်28ခုမှာပြန်ကျဲနေပြီးတပ်တစ်ခုချင်းစီမှာကို့အမိန်ပေးကွင်းဆက်နဲ့ကိုရှိနေကြပါတယ်။မျိုးသားတပ်ဖွဲ့အမျိုးမျိုးကြားမှာခွဲဝေထားတဲ့ဥရောပတပ်သားအကြီးတွေနဲ့အမေရိကန်တပ်သား3သိန်းရဲ့တိုက်ခိုက်ရေးစွမ်းအားကအများကြီးကွာခြားပါတယ်။အမေရိကန်တပ်ဖွဲ့တွေကကြီးမားပြီးစီလုံးညီညွတ်တဲ့တပ်မဟာတွေဖြစ်လဲပတ်ကြပြီးဥရောပမှာလုံးဝမရှိတဲ့ဗျူဟာမြောက်လေကြောင်းနဲ့အာကာသပိုင်ဆိုင်မှုတွေလိုမျိုးမတူညီတဲ့ဗျူဟာမြောက်အထောက်အကူပစ္စည်းတွေနဲ့အမိန်ပေးဖွဲ့စည်းပုံတွေရှိပြီးစီလုံးညီညွတ်ကြပါတယ်။ဥပမာအဖြစ်ဘော့တစ်ဒေတာမှာရုရှားရဲ့အလင်းမြန်ထိုးပေါက်မှုကိုကာကွယ်ဖို့နေတိုးကအနည်းဆုံးတင်ကားအစီး1400ခြေလင်တက်ခတ်ရင်အစီး2000နဲ့အမြောက်လက်နက်ပေါင်း900လိုအပ်ပါလိမ့်မယ်။ဒါကပြင်သစ်ဂျာမနီအီတလီနဲ့ UK တို့ရဲ့ပေါင်းစည်းထားတဲ့မြေပြင်တပ်ဖွဲ့တွေထက်ပိုများပါတယ်။အခြေခံအချက်ကဘာလဲဆိုရင်တော့အရေးအတွက်ကိုအစားထိုးရုံနေမဟုတ်ပါဘူး။တိုက်ခိုက်ရေးစွမ်းအားစီလုံးညီညွတ်မှုနဲ့ဗျူဟာမြောက်ရောက်ရှိနိုင်မှုကိုတူညီအောင်လုပ်ရမှာပါ။အခုအချိန်မှာဥရောပကလုံးဝအဆင်သင့်မဖြစ်သေးပါဘူး။ပြီးတော့ကြီးမားတဲ့အချက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့နျူကလ িয়ার ဟန်တားမှုပေါ့။အမေရိကန်ကဥရောပမှာရှိတဲ့နျူကလ িয়ার အခြေစိုက်စခန်း6ခုကိုဖျက်သိမ်းလိုက်ရင်ဥရောပရဲ့ကာကွယ်ရေးမှာကြီးမားတဲ့ကွက်လက်တစ်ခုကျန်ခဲ့ပါလိမ့်မယ်။ဒါပေမဲ့ဥရောပကလုံးဝခုခံကာကွယ်နိုင်စွမ်းမရှိတာတော့မဟုတ်ပါဘူး။ပြင်သစ်နဲ့ UK မှာသူတို့ရဲ့နျူကလ িয়ার လက်နက်တိုက်တွေရှိပါတယ်။အမေရိကန်မှာရှိတဲ့ထိပ်ဖူးအရေအတွက်လောက်တော့မများပေမဲ့အခြေအနေတွေကပြောင်းလဲနေပါတယ်။ပြင်သစ်သမ္မတမက်ခရွန်နဲ့ဂျာမနီရဲ့နောက်ဝန်ကြီးချုပ်ဖြစ်လာနိုင်တဲ့ဖရက်ဒရစ်မာတို့ကသူတို့ပိုင်နျူကလ িয়ার စွမ်းရည်တွေကိုမျှဝေသုံးစွဲနိုင်တဲ့အကြောင်းဆွေးနွေးနေကြပါပြီ။ဒါကအမေရိကန်နဲ့မသက်ဆိုင်ပဲဥရောပနျူကလ িয়ার အကာအကွယ်တစ်ခုကိုဖန်တီးဖို့ရည်ရွယ်ပြီးပြင်သစ်နျူကလ িয়ার လက်နက်တွေကိုဂျာမနီမြေပေါ်မှာတင်ဆေးတာကိုဆိုလိုတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ယုံကြည်ရတဲ့နျူကလ িয়ার ဟန်တားမှုကိုတိစောက်ဖို့ကအချိန်ယူရပါတယ်။ရေတိုမှာဥရောပဟာအမေရိကန်ရဲ့နျူကလ িয়ার တည်ရှိမှုကပေးတဲ့လုံခြုံရေးကိုအစားထိုးနိုင်မှာမဟုတ်ပါဘူး။အဓိကအချက်ကရှင်းပါတယ်။ဥရောပကရေတိုမှာအမေရိကန်ရဲ့တည်ရှိမှုကိုအစားထိုးနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့ရေရှည်မှာရောအဲ့ဒါကမတူညီတဲ့ကိစ္စတစ်ခုပါ။တင့်လျော်တဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ဗျူဟာမြောက်စီမံကိန်းတွေရှိရင်တော့ဥရောပဟာစစ်ရေးလွတ်လပ်မှုအပြည့်အဝရရှိနိုင်ပါတယ်။ဒါကကျွန်တော်တို့ကိုအရေးကြီးတဲ့လမ်းဆုံးတစ်ခုကိုရောက်စေပါတယ်။ဥရောပကရွေးချယ်မှုတစ်ခုကိုလုပ်ရပါမယ်။ရွေးချယ်မှုနံပါတ်1ကတော့မျိုးသားတပ်မတော်တွေကိုတိစောက်ပြီးစစ်ရေးညှိနှိုင်းမှုကိုအလင်းမြန်မြင့်တင်ဖို့ပါ။ပိုကောင်းတဲ့ညှိနှိုင်းမှုမရှိရင်ကာကွယ်ရေးကုန်ကျစရိတ်တွေကအလွန်မင်းမြင့်တက်လာပြီးတဦးချင်းတနိုင်ငံချင်းစီကိုမျိုးသားရေးကြိုးပမ်းမှုတွေကရုရှားစစ်တပ်ကိုဟန်တားဖို့လုံလောက်မှာမဟုတ်ပါဘူး။ဒါမှမဟုတ်ရွေးချယ်မှုနံပါတ်2ဆိုရင်ရောဒီရွေးချယ်မှုအရဆိုရင်စီလုံးညီညွတ်တဲ့ဥရောပစစ်တပ်တစ်ခုကိုဖန်တီးရမှာပါ။ဒီစစ်တပ်ကတော့ဥရောပမှာအမေရိကန်ရဲ့တည်ရှိမှုကိုအစားထိုးဖို့အမျိုးသားတပ်မတော်တွေကထောက်ပံ့ပေးတဲ့စစ်သားအနည်းဆုံး2သိန်းရှိတဲ့တပ်တိုးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ဥရောပသားတွေပေါ်မှာပဲမူတည်ပါတယ်။ဥရောပနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုဥရောပမှာပဲချမှတ်နိုင်ဖို့အတွက်ဥရောပရဲ့လက်နက်ကင်တပ်ဖွဲ့တွေကိုတိစောက်ရမယ်လို့မြူနစ်လုံခြုံရေးကွန်ဖရင့်မှာယူကရိန်းသမ္မတဇလန်စကီးကပြောခဲ့ပါတယ်။ဥရောပဟာဘယ်လမ်းကြောင်းကိုရွေးချယ်ပါစေတေချာတာတစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့ငွေအများကြီးပိုလိုအပ်လိမ့်မယ်ဆိုတာပါပဲ။ကာကွယ်ရေးအသုံးစရိတ်ဟာလက်ရှိ GDP ရဲ့2%ကနေတိတိတတ်တာတိုးမြင့်ဖို့လိုအပ်ပါလိမ့်မယ်။အစောပိုင်းခန့်မှန်းချက်တွေအရတစ်နှစ်ကိုယူရို250ဘီလီယံလောက်တိုးမြင့်ရမှာဖြစ်ပြီးစုစုပေါင်း GDP ရဲ့3.5%လောက်အထိမြင့်တက်လာမယ်လို့ဆိုကြပါတယ်။အခုချိန်မှာတော့ဂျာမနီရဲ့စစ်ရေးစွမ်းရည်တွေဟာနေတိုးရဲ့ဂရိကဝတ်တွေနဲ့အများကြီးလွဲချော်နေပါတယ်။ဥပမာအားဖြင့်2025နဲ့2028ခုနှစ်မှာတပ်မဟာ2ခုတပ်သား4000လောက်နေတိုးကိုပေးမယ်ဆိုတဲ့ဂျာမနီရဲ့ဂရိကဝတ်ကအခုတည်းကပြင်းထန်တဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ကျွန်တော်အမြင်ကတော့ဒီလိုပါ။ဥရောပဟာတကယ်ဟန်တားမှုရရှိဖို့အပြင်အရေးပါတဲ့နိုင်ငံတွေနဲ့ဒန်းတူထိုင်ကုန်တစ်ခုကိုလိုချင်ရင်တယောက်တည်းအနေနဲ့လှုပ်ဆောင်ရမယ်။ရွေးချယ်စရာတွေကိုကြည့်ရင်နှစ်ခုလုံးမှာဖြစ်နိုင်ခြေရှိပေမဲ့ဒုတိယတစ်ခုကအားသာချက်တွေအများကြီးရှိပါတယ်။စုပေါင်းဥရောပစစ်တပ်တစ်ခုကိုတိစောက်လိုက်ရင်ဥရောပတစ်ခုလုံးအနေနဲ့စုပေါင်းဝယ်ယူတဲ့အခါပစ္စည်းအများကြီးကိုပို့ပြီးလွယ်လွယ်ကူကူနဲ့ဈေးတက်တာဝယ်လို့ရပါမယ်။စံချိန်စံညွှန်းကအများကြီးပိုတိုးတက်လာပေမဲ့တနိုင်ငံချင်းအမျိုးသားတပ်မတော်တွေမှာမတူညီတဲ့တင်ကားအမျိုးအစား18မျိုးကိုအလဲကျသုံးမယ်စားစုပေါင်းတပ်ဖွဲ့ကတစ်မျိုးတည်းကိုပဲအသုံးပြုနိုင်ပါတယ်။နေတိုးအဖွဲ့အတွင်းကနေတီးခြားကဏ္ဍတစ်ခုအနေနဲ့ခွဲထွက်ပြီး
တခုတည်းသောဖွဲ့စည်းပုံအောက်မှာစုပေါင်းအမိန့်ပေးမှုဟာအမျိုးမျိုးကွဲပြားနေတဲ့တနိုင်ငံချင်းစီရဲ့အမိန့်ပေးပုံစံတွေထက်အများကြီးပိုထိရောက်ပါလိမ့်မယ်။နောက်ထပ်အကျိုးကျေးဇူးတစ်ခုကဒီမှာပါ။အမျိုးသားတပ်မတော်တွေဟာဥရောပသမဂ္ဂရဲ့ဝယ်ယူမှုနဲ့စံချိန်စံညွှန်းကြိုးပမ်းမှုတွေပေါ်အသာလေးလိုက်ပါအကျိုးရှိနိုင်ပါတယ်။ဒါကသူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ညှိနှိုင်းမှုကိုတိကျတဲ့လက်နက်စနစ်တွေဒါမှမဟုတ်တင်ကားတွေကိုမဖြစ်မနေလက်ခံမှုကိုတိုက်တွန်းစရာမလိုပဲဖြစ်ပေါ်စေပါလိမ့်မယ်။ဒါပေမဲ့ရွေးချယ်မှုနံပါတ်2ကိုရောက်ဖို့ကကြီးမားတဲ့နိုင်ငံရေးဆန္ဒနဲ့ EU ရဲ့ကာကွယ်ရေးဖွဲ့စည်းပုံတစ်ခုလုံးကိုပြန်လည်ပြုပြင်ဖို့လိုအပ်ပါလိမ့်မယ်။ဒါကတညာတည်းနဲ့တော့ဖြစ်လာမှာမဟုတ်ပါဘူး။အဆုံးထိကြည်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။